မင်္ဂလာပါဒီတစ်ခေါက်မှာအရင်တစ်ခေါက်ကတော့ပေါ့နော် registration လုပ်တဲ့ဟာလေးပြပြီးသွားပြီသူရဲ့ profile ဝင်ကြည့်တာပြပြီးသွားပြီပေါ့နော်ဆိုတော့အခုတစ်ခေါက်မှာကျတော့ဆရာဝန်နဲ့ပြဖို့ရယ်ပေါ့နော်ဆရာဝန်နဲ့ပြဖို့အတွက်ပေါ့နော်ဒီငွေစည်ရင်းဖြတ်တာတွေအတွက်ဒီမှာကျွန်တော်ဒီ video file လေးလုပ်ထားတယ်ပေါ့နော်အဲ့တော့ချက်ကြည့်လိုက်ရအောင်ပုံမှန်တိုင်းဆိုရင်ဒီ client ကိုပေါ့နော်အုံးကိုသွားလိုက်တယ်ပေါ့ဆိုရင်ဒီ client ကိုပယ်လိုက်တာ ਨੇ ဒီမှာဆိုရင် client နာမည်ကြီးကျွန်တော်ရှိတယ်ဒီမှာdate of birth နဲ့ရှာမလား client ရဲ့ကုတ်နဲ့ရှာမလား patient ရဲ့ name နဲ့ရှာမလားပေါ့နော်ဆိုရင် patient နဲ့ပတ်သက်တဲ့နာမည်ကြီးကြာလာမယ်ကုတ်တိကျရိုက်တယ်ဆိုရင်တော့ဒီမှာကုတ်တိကျပေါ်တယ်ပေါ့ဆိုတော့ဒီမှာသူ့ရဲ့ information ကိုပြင်ခြင်းကြတော့ edit profile နဲ့ပြင်လို့ရတယ်ဒါတစ်ခုနောက်တစ်ခုကကြတော့လူနာစည်ရင်းထည့်ဖို့ပေါ့နော်လူနာဆရာဝန်နဲ့ပြရမယ်ပြဖို့အတွက်ကို create လုပ်တဲ့ EMR ပါတယ်ပေါ့နော်ဆိုတော့ဒီမှာပုံလေးပေါ်တင်လိုက်ရဆို EMR code EMR ဆိုတာရှိမယ်ဒီအပေါင်းလေးကိုကျွန်တော်နှိပ်တယ်ပေါ့ဆိုတော့နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒီမှာ patient ရဲ့သူ့ရဲ့ address တွေ mail female contact တွေပါဒီမှာရွေးရမှာကြတော့ choose doctor name ကိုပဲရွေးရဒါဆိုဆေးခန်းမှာရှိတဲ့ဆရာဝန်တွေရဲ့ list ကိုထည့်ထားတာဖြစ်တဲ့အတွက်ဒီဆရာဝန်ကတော့ဒီဆရာဝန်နဲ့ပြမယ်ဆိုတဲ့အားမျိုးရွေးရမှာပေါ့နော်လောလောဆယ်ကျွန်တော် doctor test ကိုပဲရွေးလိုက်ဆိုရင်သူ့ရဲ့ဒီမှာ registration fees တွေပါတယ်တောင်းမယ်ဆိုရင်တော့ registration fees တွေကတော့တစ်ခါလေးပတ်ပြီးသားပေါ့နော်ဆရာဝန်ရဲ့နာမည်ကိုရွေးတာနဲ့သူ့ရဲ့ information တွေကသူ့ရဲ့ဈေးနှုန်းတွေသူ့ရဲ့ကြက်တဲ့ငွေတွေကိုတစ်ခါလေးပတ်ပြီးသားဖြစ်တယ်ပေါ့ဆိုတော့ဒီမှာ registration fees တွေရှိမယ်ပေါ့နော်ဆိုတော့ဒီမှာ dollar tax ကိုရွေးမယ်ပြီးရင် book လုပ်မယ်ပေါ့ဒါဆိုရင်တော့ရှေ့ရဲ့reception ဒီ marketing ပေါ့နော်ကျွန်တော်ရဲ့ marketing ကအလုပ်လုပ်တဲ့ဟာပြီးသွားပြီပေါ့နော်ဒီဟာကဘာမှတကြည့်ရလဲဆိုရင်ထားပါတော့ကျွန်တော်တို့ကရှေ့ကိုပဲရောက်သွားတယ်အဲ့ချိန်မှာအခန်းထဲမှာဆရာဝန်ဆက်တက်ခံလုပ်နေပေါ့နော်လုပ်နေတဲ့အချိန်မှာပြန်ထွက်လာလို့ပဲပြန်နှိမ့်မယ်ဆိုရင် today record ကိုနှိမ့်လိုက်တာနဲ့နောက်တော့ဆရာဝန်နဲ့ booking လုပ်ထားတဲ့နေရာကိုရောက်သွားမှာဖြစ်တယ်အဲ့တော့အရင်ကမှာ booking ဆိုပြီးတော့မှရှိတယ်ဒီနေ့မှာဟုတ်တဲ့လူနာစရင်းပေါ့နော်အဲ့တော့မှအကုန်လုံးကျွန်တော်တို့ရဲ့ဒီ medical record တွေအကုန်လုံးအရင်နေ့ကဟာတွေရောရှိသမျှဟာတွေပြန်ကြည့်ကျင်နေဆိုရင်တော့ all record ကိုနှိပ်လို့ရတယ်ဆိုတော့အရင်တော့ကြာခဲ့တဲ့လူနာစရင်းတွေကိုကြည့်လို့ရတာပေါ့နော်ပုံမှန် default အနေနဲ့ကတော့ today ကိုပဲရွေးထားလိုက်ရင်သူကဒီ date လူနာစရင်းကိုပဲကျွန်တော်ပြပေးနေမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဒီ view လေးကတော့ profile ပဲပေါ့နော် profile ကိုပဲကျွန်တော်ကြည့်မှာဒီမှာကျတော့ consultation form ပေါ့နော် consultation form ကကျတော့ဘာလုပ်လဲဆိုရင်ဆရာဝန်လုပ်တဲ့အပိုင်းပေါ့နော်ဆရာဝန်ကနေပြီးတော့မှသူ့ရဲ့အကောင့်ကနေဝင်ပြီးတော့မှလုပ်လို့ရတာပေါ့နော်အဲ့တော့ consultation ကိုနှိပ်လိုက်ဆိုရင်ဒီမှာ client ရဲ့ history တွေကြည့်လို့ရမယ်ပေါ့နော်သူကဒီမှာ allergy ရှိမရှိပေါ့နော်သူရဲ့skin type တွေကိုဒီမှာရွေးလို့ရတယ်ပေါ့နော်လောလောဆယ်ကျွန်တော် no တွေနဲ့သွားထားမယ်ပေါ့နော်ဒီမှာ hypertension ရှိမရှိသူရဲ့ medical history တွေပေါ့နော်ဒါတွေကိုတစ်ခါတည်းမေးသွားလို့ရတယ်ပေါ့နော်ကိုရော spoke ပေါ့နော်ဒါမျိုးတွေရှိတာပေါ့နော်ပြီးတော့ပုံမှန်လားဒါ menstrual period တွေကိုလည်းကျွန်တော်တို့ကြည့်လို့ရမယ်ပေါ့နော်ပြီးတော့ hospitalization ကိုလည်းကြည့်လို့ရတယ်ဟုတ်ပြီဒါကတော့form 1ပေါ့နော်ဒါဆရာဝန်လုပ်တဲ့အပိုင်းပေါ့နော်ပြီးတော့ရင်ကျွန်တော် next နဲ့ဆက်သွားမယ်ဆိုရင်သူ့ရဲ့ဒီမှာskin type တွေရွေးလို့ရမှာပေါ့နော် skin type တွေဆိုရင်သူကနှစ်ခုလားတစ်ခုလားပေါ့နော်ဒီလိုမျိုးရွေးပြီးတော့မှထည့်လို့ရတယ်ပေါ့နော်ဒါမျိုးတွေရွေးပြီးထည့်သွားလို့ရတယ်အဲ့လိုပဲ waist တို့ပေါ့နော်
ဒါတွေကိုလည်းထည့်သွားလို့ရတယ်ပေါ့နော်ဒါတော့ဆရာဝန်ကသူက counseling လုပ်ခြင်းနဲ့ counsel လုပ်ခြင်းနဲ့ပဲဒီဟာကိုဖြည့်သွားမှာဖြစ်တယ်ပြီးရင် save လုပ်လိုက်ဒါဆိုရင်တော့သူရဲ့ဒါ medical history တွေကိုကျွန်တော်မေးတဲ့အပိုင်းပြီးသွားပြီဒီမှာကျွန်တော် treatment ရှုတော့ပေါ့နော်ဘာ service သုံးပါလဲဘယ်အတွက်ကိုသုံးပါလဲဆိုတဲ့ဟာပေါ့နော်ဒီမှာtreatment မှာရိုက်လို့ရတယ်ပေါ့နော် treatment ကိုထည့်ပေးထားလို့ရလို့ဒီမှာအဲ့ရဲ့အောက်မှာပေါ့နော်အဲ့ရဲ့အောက်မှာထပ်ပြီးတော့မှဒီမှာ service က service ကိုသုံးပါလေပေါ့နော် client ကဒါမျိုးကိုရွေးပေးထားလို့ရတယ်ပေါ့နော်ဒီမှာဆိုရင် type 4ပေါ့နော်လက်နဲ့လည်းရိုက်လို့ရတယ်လို့ဒီမှာကျွန်တော်တို့မှာရှိတဲ့ service တွေကိုလည်းကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ရင်တော့ကျွန်တော်တို့ update လုပ်လိုက်ရင်ရတယ်အဲ့တော့ဆရာဝန်ရဲ့လုပ်တဲ့အပိုင်းပေါ့နော်ဒီမှာဆို follow up ကိုဆရာဝန်ကပါတစ်ခါလေးသတ်မှတ်ခြင်းနဲ့ဟုတ်ပြီ high food လုပ်တယ် high food လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က3ခါလုပ်မယ်ဆိုရင်ပြန်လာပြရမယ့် date တွေကို follow up ပေါ့နော်ထည့်မယ်ဆိုရင်ထည့်လို့ရတာပေါ့နော်ဒီမှာဆိုရင်ဒီပြက် grade ရှိသွားမယ်ဒီပြက် grade မှာပြက် grade မှာထောက်ပြီးတော့မှဒီနေ့တော့မလုပ်မယ်ပေါ့နော်ဒီနေ့တော့မလုပ်မယ်နောက်နေ့မလုပ်မယ်ဆိုတဲ့ဟာမျိုးဖြစ်ပြီးသွားလို့ရတယ်ပေါ့နော်28ရက်နေ့ဒီမှာကျတော့ဖြည့်ပြီးသွားမယ်ပေါ့ဒါဆရာဝန်လုပ်တဲ့ຢာပေါ့နော်ပြီးသွားရင်တော့ဆရာဝန်ရဲ့အလုပ်ကပြီးသွားပြီပြန်သွားလို့ရတယ်ပေါ့နော်ဒါက consultation လုပ်တဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့ consultation လုပ်တဲ့ဒါကmedical record ထည့်တယ်ပြီးသွားရင် consultation လုပ်တဲ့အပိုင်းမှာနောက်ဗီဒီယိုမှာကတော့ကျွန်တော် billing လုပ်တဲ့အပိုင်းငွေရှင်းတဲ့အပိုင်းတွေကိုကျွန်တော်ဆက်ပြ